ခေတ္တကတော့ဆေပြားစီလေးပါခုနှစ်တက္ကရာကတော့2500ခုနှစ်ပေါ့နော်2500ခုနှစ်ဆေပြားစီလေးပါသူကကြတော့ဘတ်1000ထီရမယ်တဲ့เนาะသူပြထားတဲ့အတိုင်းလေးကိုက်ညီမှုရှိတယ်ဆိုလို့ရှိရင်ပေါ့နော်ဆေပြားစီလေးခုနှစ်က2500ခုနှစ်ပါဒီမှာဆေပြားလေးဝိုက်ထားပြီးတယ်ခုနှစ်ကကြတော့2500ခုနှစ်ဖြစ်ရပါမယ်တဲ့ဒါလေးရရောင်းတောင်းဝင်တဲ့ပတ်စံလေးပါဘတ်1000ဘတ်ထီရပါတယ်တဲ့20ပြားစီလေးရနော်10ပြားလေးစီလေးရသူ့ရဲ့ခုနှစ်တက္ကရာကတော့2500ခုနှစ်ရောင်းတောင်းဝင်တာကတော့1000ဘတ်ထီရပါတယ်တဲ့ရှင်မလီအများကြီးပဲနော်10ပြားစီလေးရ1000ဘတ်တောင်ရတယ်တဲ့ကဲတိန်းထားတာစုထားတာရှိတဲ့သူတွေတေချာကြည့်ပြီးတော့ရောင်းတန်းဝင်တဲ့သူတွေအများကြီးရှိပါစေဆုတောင်းပေးလိုက်တယ်နော်မနေ့ကတော့လာမပြောနဲ့မနေ့ကဟိုကလေထိုင်းစာဖတ်မတတ်ဘူးနော်မနေ့ကတင်ပြီးရုံမဲ့တင်ပြီးတယ်မိတ်ဆက်ပြီးတယ်လိုက်ပို့ခိုင်းရင်လိုက်ပို့ပြီးတယ်ပေါ့နော်အဲ့လိုမျိုးပါပဲရှင်ရောင်းတန်းဝင်ကြပါစေတေချာစစ်ကြနော်ကိုပါတာကိုနော်